မင်္ဂလာပါဗျာဒီကနေ့တော့ဝေးတဲ့နေရာမှာရှိနေတဲ့မိကိုလွမ်းဆိုခြင်းနဲ့အတူဒီချင်းလေးနဲ့ဖြောပြပါရစေရှင်တန်ခဲ့တဲ့စရလွမ်းပါပေမဲ့မေတ္တာတို့ဆိုပြီးတမင်တလို့စားနေပဲဘဝကိုချော်ဖြတ်ခဲ့ရတယ်အမေမျက်နှာပေါ်မှာရေချောင်းတွေထင်ကြအသက်ရွယ်ကလည်းတဖြည်းဖြည်းကြီးရင်လာရှာတယ်ရင်ထဲမှာချိန်မင်းဆုံးဖြတ်ခဲ့တယ်မိသားစုဘဝလာပါဖို့ဝေးတဲ့နေရာကိုထွက်ခွာမယ်တာရဲ့လန်ခီမှာယူဆိုင်တော့ကျမ်းမာရေးယူဆိုင်ပြီးလုံချိုးစားတော့မေးရမှာတဲ့စကားတွေကိုရင်ထဲမှာမှတ်သားရင်ကြဆင်းလာတဲ့မျက်ရည်တွေကိုဖုံးကွယ်ထားခဲ့ရတယ်အမေရဲ့တာမေတဲ့စီတန်တလွဲဆိုနေတော့ပါပဲထိုင်းနိုင်ငံမှာပင်ပန်းခံအလုံးလုံးရင်မေရဲ့မျက်နှာကိုပဲမြင်ရောက်နေပြီးတဲ့ရမညာပိုက်ဆံတွေအားလုံးစူဆောင်ထားတယ်အမေရဲ့တနေ့နေ့မှအင်ကိုအမြန်ပြန်လာမယ်လို့ထွေးခဲ့ပြီပဲဒါပေမဲ့ရင်မနှောက်ချသွားလိမ့်မယ်ဆိုတာနေရတိုင်းလို့သိကြတယ်မှာပင်ပန်းနှမြကိုအာတင်တဲ့ခံခဲ့တယ်အမေစိတ်ချမ်းသာဖို့ဆိုတဲ့အိမ်မက်ခုတည်းနဲ့ချိန်တွေကိုကုန်လွန်စေခဲ့တယ်အနေနဲ့တော့နေချမ်းရောက်သွားခဲ့ပြီးနောက်တနေ့ဆိုရင်တော့အိမ်ပြန်တော့မယ်လို့ချမ်းစီထားခဲ့တာဖိုးတခေါ်ကတားဘွားကိုမောင်ချပစ်လိုက်တယ်အမေဆုံးသွားပြီလေအဲ့ဒီစကားတခေါ်ကိုရှာလိုက်ရတဲ့ချိန်ကဘာကြီးတစ်ခုလုံးပြည့်တဲ့သွားလို့ပါပဲတားရဲ့နှလုံးသားလဲတစားစီချေဝပြည့်စည်သွားခဲ့ရပြီအမေရဲ့တော့ပြန်လာခဲ့ပြီဗျာအမေအားသူပြန်ရောက်လာခဲ့ပြီဒါပေမဲ့မေကတော့ရှိတော့ဘူးအိမ်အိုးကခုန်တန်းလေးမငိမ့်မိုက်တိုင်းရင်အမေရဲ့ရေရောင်တော့ပဲရှာဖွေနေမိတယ်မျက်ရည်တွေစီးချလာတိုင်းအမေရဲ့တလေးကိုကြာရောက်နေမိတယ်တားရဲ့ငုံနဲ့တော့လော့မာခဲ့ပြီမဲဒါပြီမဲအမေရဲ့အုတ်ကူကုန်းလေးရှေ့မှာဒူတော်ဝပ်စင်းရဲ့ကျေးဇူးတင်ပါတယ်မေလို့တုံးတုံးလေးပြောမိတယ်တားတကယ်ပြန်လာခဲ့ပြီမေအမေကတော့စောင့်လိုက်တာဘူးအမေကောင်းရမဟုတ်ဘူးအမအေးချင်းပါတော့ဗျာ